ဆိုင်စားပြင်မယ်ဆိုတာနဲ့ decoration team တွေလိုက်ရှာရဲပေါ့နော် aesthetic အခန်းရှိတယ် massage အခန်းရှိတယ် nail spa အခန်းရှိတယ်အစားရှိတယ်ပြောပေါ့နော်ဆိုင်ထဲကိုဝင်လာတာနဲ့ပေါ့နော်အဲ့ဒီရဲ့စိတ်ထဲမှာလုံးဝ relaxing ဖြစ်မယ် luxury ဖြစ်မယ်နောက်ကိုယ်စိတ်ထဲမှာအေးဆေးနားယူနိုင်မယ့်နေရာလေးအဲ့လို privacy ရှိနဲ့ကောင်းကောင်းမွန်မွန်အနားယူနိုင်တဲ့နေရာလေးတစ်ခုဖြစ်စေချင်တာ simplicity ကတော့တစ်ခါကြလို့ရှိရင်အကောင်းဆုံးပဲဒီ simplicity နဲ့ကျွန်တော်ဒီ design ကိုပေါင်းဆက်ပြီးတော့ကျွန်တော်ထိရောက်အောင်လို့ကျွန်တော်စပြီးတော့ကျွန်တော်စဉ်းစားရတယ်ပေါ့နော် design နဲ့ပတ်သက်ပြီးတော့ဆိုင်စားပြင်မယ်ဆိုတာနဲ့ decoration team တွေလိုက်ရှာရဲပေါ့နော်ကိုကရန်ကုန်မှာလည်းမဟုတ်ဘူးမြေမြို့မှာပြင်ရတာဖြစ်တဲ့အတွက်ဒီနယ် site တွေကိုပိုင်တဲ့ decoration team တစ်ခုကိုစဉ်းစားရဲပေါ့နော်ကျွန်တော်တို့ကအခက်အခဲတိတ်တော့မရှိပါဘူးပေါ့ကျွန်တော်တို့ကဒီလောကမှာကျင်းနေနေရလဲနှစ်ပေါင်းအများကြီးရှိနေပြီလေကျွန်တော်တို့ဒီ team တစ်ခုလုံးကလည်းဒါတွေကို professional ဖြစ်နေပြီဆိုတော့ကျွန်တော်ဒီ comment ပေးထားတဲ့ဟာကျွန်တော် plan ချပေးထားတဲ့ဟာအကုန်လုံးကိုတွေ့မသိအကုန်လုံးလိုက်နိုင်တယ်အကုန်လုံးကို quality မီအောင်လည်းထုတ်လုပ်နိုင်တယ်ကျွန်တော်ဟာမြေမြို့ဆိုတဲ့အထင်ကြီးရပါရှိလဲအရင်ဆုံးစဉ်းစားနေတာပေါ့နော်မြေမြို့မှာ tissue ပဲရှိတယ် tissue ရဲ့ကျွန်တော် color theme ကိုကျွန်တော်ယူတယ်ပြီးတော့ client requirement အရာ modern plus luxury design ကိုကျွန်တော် adapt လုပ်ပေးရပါအများကြီးတော့ညှိရတာမရှိဘူးအဓိကကိုပေးချင်တဲ့ concept ကိုသူကလည်းမိရယ် aesthetic အခန်းဆိုလို့ရှိရင်လင်းရမယ် massage အခန်းဆိုလို့ရှိရင်မှန်မိန်လေးနဲ့moody လေး vibe လေးသွားမယ် relax အခန်းထဲကိုဝင်လာတဲ့ music တန်လေးပပလေးနဲ့ relax ဖြစ်တဲ့ mood လေးကိုသွားရမယ်ဒါမျိုးပေါ့နော်ဒါစိတ်ချတဲ့မှုရှိပါတယ်သူတို့ design ဆွဲတဲ့ 3D plan အတိုင်းနဲ့အပြင်မှာတကယ်ပဲအဲ့တိုင်းရတယ် interior ရော exterior ရောအဆင်ပြေရယ်နောက်ဒီပေးထားတဲ့ deadline မှာကိုကဆိုင်ဖွင့်မှာဆိုတော့လေပေးထားတဲ့ timeline အတွင်းမှာပဲမြင်မြန်ဆန်ဆန်လေးလုပ်ပေးခဲ့အဲ့အတွက်အများကြီးအဆင်ပြေခဲ့ပါတယ်ကျွန်တော်ပဲလုပ်ပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ design စဆိုတဲ့ကလေးကဒီ production handover အထိကိုကျွန်တော် 100% မပြည့်မရှင်ကျွန်တော် handover မလုပ်ဘူး